များအားလုံးပဲမင်္ဂလာပါယခုထပ်ပြီးတော့ရှင်းပြပေးမယ့်ဗီဒီယိုကတော့ခုနက driver တွေဒီ programmer တွေကိုသွင်းတဲ့ computer မှာဘယ်လို install လုပ်ရဆိုတာကိုရှင်းပြပေးသွားပြီအခုကဒီ CA341A ကို computer မှာဘယ်လိုမျိုးဘယ်လိုကူးမလဲပေါ့နော်ဒါဒီ IC တွေကိုဘယ်လိုကူးမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးမကူးခင်မှာဒီ CA341A programmer အကြောင်းလေးကိုနည်းနည်းရှင်းပြပေးမယ်ပေါ့နော်ဒီ CA341A programmer မှာဒီဘက်မှာကျတော့ 24C08 တို့04လို့ပေါ့နော်ဒါကိုဒီဘက်မှာ IC ပေါ့ဒါလေးရ 24C ကူးဖို့ဒီဘက်မှာကျတော့25နော်စာလိုက်ရေးရပါတယ်ဒီမှာ25နော်အဲ့တော့ဒီမှာဒီ IC လေးတွေမှာဒီမှာအဆက်ကလေးပါတယ်အဲ့မှာနံပါတ်1 pin နံပါတ်1ဒီဘက်ကလည်း pin နံပါတ်1အဲ့တော့ဖြစ်တဲ့ကြောင့်ဒီမောင်းနံရဲ့ဘေးနားကောင်ဒီ pin နံပါတ်1အဲ့တော့ဒီဘက်မှာ24ဖြစ်တဲ့ကြောင့်ဒီကောင်ဒီတော့ဒီ24ကိုကူးမဲ့ကောင်မှာအခု25 Q တွေကိုကူးမဲ့ကောင်ကဒီဘက်ကကောင်နော်ဒီဘက်ကကောင်နဲ့ကူးမဲ့ဒီဘက်က 24C ကူးမဲ့ဒီဘက်က25 Q တွေကူးမဲ့နော်အဲ့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီဘက်မှာ slot လေးတစ်ခုပါလာတယ်ဒီဘက်မှာ jumper လေးတစ်ခုပါတယ်အဲ့ jumper လေးကကျွန်တော်တို့အဖြုတ်တက်လုပ်လို့ရတယ်အဲ့ jumper လေးကဒီဖြုတ်ထားလို့ရတယ်ပေါ့နော်ဒီဖြုတ်ထားလို့ရတယ်နော်အဲ့တော့အခုက pin number 1နဲ့2နဲ့ကိုကျွန်တော်တို့က jumper ဆွတ်ထားတာပေါ့နော်ဒါ1နဲ့2နဲ့ပေါ့နော်အဲ့လို1နဲ့2နဲ့ jumper ဆွတ်တာဒီတဲ့နော် 24C တွေ 25Q တွေကိုကူးဖို့အတွက်ပါတဲ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကဖြုတ်ပြီးတော့ pin number 2နဲ့3နဲ့ပေါ့2နဲ့3နဲ့ကိုကျွန်တော်တို့က jumper ထိုးလိုက်အဲ့လိုမျိုး jumper ထိုးခြင်းဒီတဲ့ဒီမှာ THRH ground ဆိုပြီးပါပါတယ်ပေါ့နော်ဒီ THK RH ground ရေအဲ့ဒါ smart board တွေကို console မှုဝင်ဖို့အတွက်ကိုသုံးတာပါအဲ့တော့1နဲ့2နဲ့ဒီ IC ကိုကူးဖို့ပါ2နဲ့3နဲ့ဒီ smart board တွေကိုပြုပြင်ဖို့ပါကျွန်တော်တို့အခု CA341 ကို 25Q တွေကူးမှာဖြစ်တဲ့ကြောင့်ဒီဟာလေးကို pin number 1နဲ့2နဲ့မှာပဲ jumper ဆော့ရပါမယ်အဲ့ဒါလေးကိုသတိထားဖို့လိုပါတယ်တကယ်လို့ကိုက smart board တွေလုပ်ပြီးတဲ့အခါမှာဒီ pin တွေ slot တွေကိုပြန်မပြောင်းပြီးလို့ရှိရင်ဒီ CA34 programmer က 25Q 32တို့ 24C တို့ကို detect သိမှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒါလေးကိုရှင်းပြပြီးဆိုတော့ဒီမှာကျွန်တော်တို့ IC ခွက်လေးပေါ့နော်ကျွန်တော်တို့ IC ခွက်လေးရှိတယ်အဲ့ဒီ IC ခွက်လေးမှာကျွန်တော်တို့က pin number 1ပေါ့နော် pin number 1ဒီမှာဒီဘက်ဒီ pin number 1ပေါ့ဒီမှာအခုံးလေးလည်းပေးထားပါတယ်ပေါ့ဒါ pin number 1ပေါ့နော် IC လေးကိုမှန်အောင်ထည့်လိုက်တယ်ကျွန်တော်ဒီမှာ pin number 1ပေါ့နော်အစားလေးအဲ့ဒီ1ဒီခုနကကျွန်တော်တို့ကဒီ slot မှာကျွန်တော်တို့ကဒီမှာဆက်ရမယ်ဒီဘက်ချမ်းမှာဆက်ရမှာပေါ့နော်ဒီဘက်ချမ်း24ဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာစိုက်မယ်အဲ့ဒါလေးကိုဒီလိုမျိုးစိုက်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးစိုက်ဒါလေးကိုစိုက်လိုက်မယ်စိုက်ပြီးရင်ဒီလိုလေးမာနေလိုက်ဒါဆိုလို့ရှိရင်ဒါခွက်ပေါ်မှာ IC လည်းထည့်ပြီးသွားပြီအဲ့ဒါကိုကွန်ပျူတာမှာထိုးရအောင်နော်ကွန်ပျူတာမှာကျွန်တော်ကွန်ပျူတာမှာထိုးလိုက်ပါမယ်ထိုးလိုက်ပေါ့နော်ဒါကွန်ပျူတာမှာထိုးလိုက်ကွန်ပျူတာမှာထိုးပြီးသွားရင်ဒီဘောင်လေးကိုနည်းနည်းသေးလိုက်မယ်ပေါ့နော်နည်းနည်းလေးသေးလိုက်မယ်ပြီးရင်ကျွန်တော်တို့က AS programmer ဆိုတာလေးကိုဖွင့်မယ်ခုနက folder ထဲမှာပဲ download ဆိုရတဲ့ folder ထဲမှာဒီ programmer လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်ဒီလို box လေးကျလာတယ်နော်ဒီလို box လေးကျလာအဲ့ကျလာတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာ IC ပေါ်မှာ question mark လေးတင်ထားတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးမယ် detect chip ဆိုတာဒီထဲမှာထည့်ထားတဲ့ IC ကို detect တိမတိဘာ IC လဲဆိုတာကိုသိဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာ detect chip ကိုတစ်ချက်နှိပ်ပေးလိုက်မယ်အဲ့ဒီမှာ तू ကW25Q32 ဆိုပြီးပြတယ်ပေါ့နော်ဝင်ပုံနော်ဒီကောင်အဲ့ဒါလေးကိုရေးပေးပြီးတော့ဒီမှာ select IC ဆိုတာလေးကိုနှိပ်ပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က W25Q32 ကို detect သိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က DIC ကို detect သိုံနဲ့မပြီးသေးဘူးအဲ့တော့ကျွန်တော်တို့ကဖြတ်ကြည့်မယ်ကူးကြည့်မယ်ဒါမှဖြတ်လို့ရမရပေါ့နော်ကျွန်တော်အရင်ဆုံးကြည့်မယ်ဒီမှာ IC ပေါ်မှာချက်ချက်ကလေးချက်ထားတယ်အဲ့မှာစာလည်းရေးထားပါ erase IC ရဲ့နော် erase IC လေးကိုတစ်ချက်ကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီ IC ကိုဖြတ်မှာတေချာလားဆိုပြီးမေးပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကဖြတ်မှာဖြစ်တဲ့အတွက်ကြောင့် yes လို့ရေးပေးလိုက်ပါအဲ့တော့အဲ့ဒီမှာအတုံးလေးကပြေးနေမယ်စိမ့်နှမ်းလေးရပါနော်တတ်မှတ်ထားတဲ့အချိန်တစ်ခုပေါ့စက္ကန့်20ဆိုလဲစက္ကန့်20ပေါ့5စက္ကန့်ဆိုလဲ5စက္ကန့်အဲ့လောက်အတွင်းမှာကွန်ပျူတာရဲ့ RAM တွေပေါ်မူတည်ပြီးတော့ကြာမြင့်ချိန်မတူနိုင်ပါဘူးအဲ့တော့အဲ့လိုမျိုးနည်းနည်းလေးတက်ရောက်မှုရှိမှသာလေ DIC ကပြတ်မှာပါနော်ပြီးလို့ရှိရင်အောက်မှာ successful လို့ပြပါတယ်ပေါ့နော်ဒါသူဖြတ်လို့ရသွားရင် successful လို့ပြပါတယ်အဲ့ဒီအချိန်မှာ erase ကိုတန်းနှိပ်လိုက်လို့တန်းပြီးတော့စာတန်းထိုးတယ်ဆိုလို့ရှိရင်လေဒီကောင်ကမပြတ်ပါဘူး IC ကိုဖြတ်လို့မရပါဘူးနော် DIC ပြတ်သွားမှာမဟုတ်ပါဘူးဒီလိုမျိုးအချိန်တစ်ခုနည်းနည်းလေးစက္ကန့်5စက္ကန့်ဖြစ်ဖြစ်9စက္ကန့်လောက်ဖြစ်ဖြစ်စောင့်လိုက်ရမှာသာလေဒီကောင်ကပြတ်တာပါမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီလိုမျိုး
အချက်ကြီးကလေးကိုနှိပ်တယ် yes လုပ်တယ်နှိပ်တဲ့တန်းနဲ့ guard ဆိုပြီးသွားပြီပေါ့နော်အဲ့လိုတစ်ခါတန်းပြီးသွားရင် DIC ကမပြတ်ပါဘူးအဲ့တော့ကျွန်တော်တို့က DIC ပြတ်မပြတ်ကိုကျွန်တော်ဘယ်လိုသိနိုင်မလဲဆရာပြတ်မပြတ်ကိုကျွန်တော်ဘယ်လိုသိနိုင်မလဲဟုတ်ပြီကျွန်တော်တို့ကဒီမှာကျွန်တော်တို့က read ဆိုတာဟာလေးရှိတယ်မြားလေးအစိမ်းရောင်လေးနဲ့အပေါ်တင်တာ read IC တဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ကျွန်တော်တို့ကခုနကဖြတ်လိုက်ပြီပေါ့နော်ဖြတ်လိုက်ဒီ delete လုပ်လိုက်တယ် delete လုပ်လိုက်တဲ့အချိန်မှာဒီ IC ထဲမှာရှိတဲ့ data တွေပြတ်သွားသလားမပြတ်သွားဘူးလားဆိုတာကိုကျွန်တော်တို့ကကြည့်မယ်ပေါ့နော်အခုဒါ read လုပ်လိုက်ပြီပေါ့တကယ်လို့ဒီထဲမှာ data တွေရှိနေသေးရဆိုလို့ရှိရင် read လုပ်တာerase လုပ်တာမအောင်မြင်ဘူးတကယ်လို့ဘာ data မှမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ erase လုပ်တာအောင်မြင်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကအခုစမ်းနေပြီပေါ့နော်ကျွန်တော်အခုပြီးပါတော့မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာပေါက်စီထဲမှာ FF ဆိုတာလေးရှိတယ်เนาะအများကြီးပဲအဲ့ဒါလေးတွေကိုကျွန်တော်တို့ကအောက်လေးကိုဒီမှာမြားလေးရှိတယ်เนาะဒီဘက်တောက်မှာဒီမှာဒါလေးအောက်ဆွဲချကြည့်လိုက်အဲ့ဒီမှာအများကြီးထဲမှာဒီမှာဘာမှဒီပေါက်လေးထဲမှာနံပါတ်တွေဘာမှမရှိတော့ဘူးကျွန်တော်အခုဒီမှာ mouse လေးနဲ့လုတ်ပြနေတဲ့ဘာနန်းထဲမှာဘာနံပါတ်မှမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကဒီ IC ကဖြတ်ပစ်တာအောင်မြင်နေပေါ့နော်ဘာ data မှမရှိအောင်ဒီမှာသာ A တို့ D တို့အဲ့ထဲမှာနံပါတ်လေးတွေတခုမြန်ပေါ်နေခဲ့တယ်ဆိုလို့ရှိရင်ဒီ IC ကမပြတ်ဘူး data ရှိနေတော့မယ်ဖြတ်လိုက်တာမပြတ်သွားဘူးဆိုတာကိုအဓိပ္ပာယ်ရတယ်အခုကျွန်တော်ဒီထဲမှာအခုဖြတ်လိုက်တဲ့ဟာအောင်မြင်တယ်ဘာ data မှမရှိတော့ဘူးပေါ့နော်ကျွန်တော်ဒီမှာအကြီးလေးထည့်ပြမယ်ရှိရမှာဒီထဲမှာပေါ့နော်ဒီထဲမှာ A တို့ D တို့ E တို့10တို့ရှိနေခဲ့လို့ရှိရင် data ရှိနေသေးတယ်ပေါ့အခုကျွန်တော်အောက်ဆက်ချလိုက်ပြီဘာမှမရှိတော့ဘူးเนาะအဲ့တော့ဖြတ်ပြီးသွားတဲ့ဟာကိုကျွန်တော်တို့ write ပြန်လုပ်မယ် data တစ်ခုကိုပြန်ကူးမယ်ပေါ့အဲ့တော့ကျွန်တော်က desktop ပေါ်မှာဒီ LCD ချောင်းလေးပေါ့ဒီချန်ဟောင်းကိုကျွန်တော်ကူးပြမယ်ပေါ့နော်ချန်ဟောင်း 24B 1000ဆိုတဲ့ဒီ 25U32E phone လေးကိုကျွန်တော်တို့က DIC နဲ့ကူးပြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကူးမဲ့ folder လေးကိုအရင်ဆုံးရွေးပေးရမယ် open folder ဆိုတာလေးရှိ open folder လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့က desktop ပေါ်မှာရှိရတဲ့ desktop ပေါ်မှာရွေးမယ်ရွေးပြီးရင်ကျွန်တော်တို့ကခုနက LCD ချန်ဟောင်း 24B 1000E ဆိုတာဟာလေးကိုကျွန်တော်တို့ကရွေးပြီးတော့ OK နှိပ်ပေးရမယ် open နှိပ်ပေးရမယ်နှိပ်လို့ရှိရင်ကျွန်တော်တို့ကဒီကူးလိုက်တဲ့ဘဲထဲမှာ data တွေရှိလားမရှိလားကိုကျွန်တော်ပြန်သွားကြည့်လို့ရတယ်ပေါ့နော်ဒီမှာဒါလေးတွေအောက်ဆွဲချကြည့်ပေါ့နော်အဲ့မှာခုနကဒီထဲမှာဘာ data မှမရှိတော့တဲ့မှာဒီလိုမျိုးလေးတွေနံပါတ်တွေပြောက်တော့လေးပေါ်နေရဆိုရင်ဒီထဲမှာ data ရှိသေးတယ်မပြတ်ဘူးပေါ့နော်အခုကျွန်တော်ကူးလိုက်တဲ့ 24B ထဲမှာ data တွေရှိတယ်ပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဒီ IC ထဲကူးထည့်တော့မယ်ပေါ့နော်ဒါကခုနက folder location ကိုတွားရွေးပေးတာ open file နေရာမှာကိုကူးချင်တဲ့ desktop ပေါ်ကဒီ LCD ချန်ဟောင်းပင်းလေးကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီး open ဆိုတာကိုတစ်ချက်ဖွင့်လိုက်တယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီဘက်မှာမြားလေးရှိတယ်ပေါ့နော်မြားလေးရှိတဲ့နေရာမှာအဲ့ဒါဘေးထဲမှာ right verify လေးပါကျွန်တော်တို့က click လေးပေးပါနော်ဒီအမှန်ချင်းလေးနေရာမှာ right ကို verify ကိုနှစ်ခုလုံးအမှန်ချင်းလေးဖြစ်နေရမှာဖြစ်တယ်အဲ့တော့အဲ့နှစ်ခုပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပြာရောင်ဒီအပြာလေးနဲ့ IC ပေါ်မှာအပြာရောင်မြားလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီ IC ကိုကူးမာလားလို့မေးရင်ကျွန်တော်တို့က yes လို့တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီ IC ကိုကျွန်တော်တို့ဒီခုနက data တွေကိုဒီ IC တွေကိုကူးထည့်နေတာဖြစ်ပါတယ်အဲ့တော့ခဏလေးစောင့်ပေးပါเนาะဒါကဒီ software ကိုကျွန်တော်ဘာလို့ဒီ AS programmer နဲ့ပေးရလဲဆိုလို့ရှိရင်ဒီ software မှာအားသာချက်ရှိလို့ပါအချို့ programmer တွေမှာ CA341A 2.1.0 တို့ရှိပါတယ်เนาะ programmer တော်တော်များများရှိတယ် CA341 နာမည်နဲ့လည်းရှိတယ် AS programmer နဲ့လည်းရှိတယ် Neon programmer နဲ့လည်းရှိတယ် programmer နာမည်တွေမတူကြပါဘူးအဲ့တော့ဘာဖြစ်လို့ဆရာဒီ AS programmer ကိုကျွန်တော်တို့ပေးတာလဲအကြောင်းရှိလို့ပေးတာပါဒီ version တစ်ခုတည်းမှာသာလျင်ကျွန်တော်တို့ကခုနကပြောတဲ့ IC ပေါ့ဒီ 25G32 တွေက data တွေကိုချို့ programmer တွေမှာဘယ် programmer နဲ့မှ erase လုပ်ရင်မပြတ်ဘူးဖြတ်လို့မရအောင် data တွေကိုဘလို့ဖြတ် erase ကဆက်ဆက်ပူပဲပြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒီ IC ထဲမှာ data တွေကပြတ်မသွားဘူးအဲ့တော့ဒီ version လေးမှာဒီ AS programmer 2.1.0.13 ဆိုတဲ့ version လေးမှာဒီ IC တွေကိုဖြတ်လို့ရအောင်လုပ်လို့ရတဲ့ system လေးတစ်ခုပါလာတယ်အဲ့တော့ကျွန်တော်ကဒီဟာလေးကိုချပေးခြင်းဖြစ်တယ်အဲ့ဒါလေးကိုပါအခုဗီဒီယိုမှာရှင်းပြမိပြီပေါ့နော်ကိုဖြတ်လို့မရတဲ့ IC တွေကိုဘယ်ချို့ဆိုလို့ရှိရင်ဒီ 25G ကပြတ်သွားပြီပြောတယ်ပြန်ကူးလို့မရတော့ဘူးဖြတ်လို့လည်းမရတော့ဘူးဆိုတဲ့ IC တွေ
အများကြီးစလောင်းလောကမှာဆိုအများကြီးတွေ့ရတယ်ငါစလောင်းသမားတွေဆိုလို့ရှိရင်ဒီ PSI တွေကဟာဒီ IC လေးတွေကဖြတ်လို့မရတော့ဘူးဆိုပြီးတော့လွှတ်ပစ်ကြတာအများကြီးအဲ့ IC လေးတွေကိုယူပြီးတော့ဒီ programmer နဲ့ဖြတ်မယ်ဆိုလို့ရှိရင်ဒီ programmer ကဒီ IC လေးတွေကပြန်သုံးလို့ရတော့တွေ့ရလိမ့်နော်အားသာချက်လေးတွေပေါ့နော်အခုဒါကပြီးသွားပြီပေါ့ပြီးသွားတဲ့အချိန်မှာကျွန်တော်ပိတ်ကြည့်လိုက်မယ်ဒါလေးကိုပိတ်လိုက်ပိတ်ပြီးတော့လို့ရှိရင် AS programmer လေးကိုကျွန်တော်တို့ကပြန်ဖွင့်ကြည့်မယ်ပြန်ဖွင့်ပေါ့နော်ပြန်ဖွင့်လိုက်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ကခုနက D-test ဆိုတာလေးကိုတစ်ချက်နှိပ်ပေးမယ်နှိပ်ပြီးရင် 25Q32 ဆိုတာလေးကိုတစ်ချက် select ပေးလိုက်မယ်ဟုတ်ပြီနော်အဲ့လိုပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့က DIC ထဲမှာ data ဝင်မဝင်ဆိုတာခုနကအကုန်လုံးဖြတ်ပြီးသွားပြီဖြတ်ပြီးတော့ DIC ကို data ကိုလည်းကူးပြီးသွားပြီအဲ့တော့ DIC ထဲမှာ data ဝင်သားမဝင်သလားကိုကျွန်တော်တို့ကပြန်စစ်မယ် read ဆိုပြီးတော့ချက်နှိပ်ကြည့်လိုက်နေလိုက်ရင် DIC ကိုဒီ software ကနေပြီးတော့ပြန်စစ်နေပြီ DIC ထဲမှာ data ရှိလားမရှိဘူးလားဆိုတာကိုပြန်စစ်နေပြီအဲ့တော့ဒီ read လုပ်တဲ့အချိန်မှာခဏလေးစောင့်ပေးရမှာနော် read write လုပ်တဲ့အချိန်မှာတော့ကွန်ပျူတာရဲ့ run အနည်းများပေါ်မူတည်ပြီးတော့10မိနစ်တော့၎င်းစက္ကန့်90တော့၎င်းမတူကွဲပြားခြားနားတဲ့အချိန်လေးတွေနဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာ25-32ကိုကျွန်တော်တို့ read လုပ်နေပြီပေါ့နော်read သွားပြီအဲ့တော့ကျွန်တော်တို့ကအောက်လေးကိုဆွဲချကြည့်မယ်ဒီမှာ data တွေပေါ့နော်ဒီမှာဒီ data တွေအားလုံးပါနေတဲ့ကြောင့် DIC ကိုကူးလို့ရတယ်လို့ကျွန်တော်တို့ကဒီအောင်မြင်ပြီပေါ့နော် DIC ကိုဖြုတ်ပြီးတော့ဆက်ပြားထဲမှာထည့်ရင်ဒီဟာခုနက logo ရတာပဲဖြစ်ဖြစ် power တည်နေတာပဲဖြစ်ဖြစ်ဒါပြန်ကောင်းသွားပြီပေါ့နော်ဒါ 25Q32 25Q64 တွေကိုဘယ်လိုကူးလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုကနေပြီးရှင်းပြပေးခြင်းဖြစ်ပါတယ်ခုနကတစ်ဆက်တည်းပဲကျွန်တော်ပြောပြလိုက်ပါမယ်ဒီ delete လုပ်တယ်ပေါ့ DIC ကိုဒီမှာ erase လုပ်လိုက်တယ် yes လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုမျိုးအများတန်းလေးအစိမ့်တန်းလေးကဒီလိုလေးပြေးမနေဘဲနဲ့ချက်ချင်း successful ဖြစ်သွားတယ်ဆိုရင် DIC ကမပြတ်ပါဘူးအဲ့လိုမျိုးအခြေအနေမျိုးကြရင်ဘာနှိပ်ကြမလဲဆိုရင်ကျွန်တော်တို့ကဒီမှာတော့ပုံလေးရှိပါတယ်အဲ့တော့ပုံလေးကိုကျွန်တော်တို့ကတစ်ချက်ဖိနှိပ်ပေးပါเนาะအဲ့ဒီမှာ OSREG နဲ့ new SREG ဆိုပြီးတော့ပေါ်ပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ကဒါလေးကိုတစ်ချက်နှိပ်ပါ READ read ကိုတစ်ချက်နှိပ်ပါနော် read ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပါလို့ရှိရင်ကျွန်တော်တို့က erase IC ကိုတစ်ချက်ပြန်နှိပ်ကြည့်ပါ yes လုပ်ကြည့်ပါအဲ့ဒီအချိန်မှာဒီလိုမျိုးလေးတွေစောင့်ရတယ်ဆိုလို့ရှိရင်တော့ DIC ကပြန်ကောင်းသွားပါပြီနော်ပြန်ကောင်းသွားပြီပေါ့အဲ့လိုမျိုးမကြဘဲနဲ့ခုနလိုပဲနှိပ်လိုက်တာနဲ့ဆက်ဆက်ဖို့တစ်ခါတန်းပြသေးတယ်ဆိုရင်ကျွန်တော်တို့ကဒီ idea ကနေဒီ dot ပုံစံလေးကနေပြီးတော့ edit SREG ကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က read ကိုတစ်ချက်နှိပ်ပါเนาะပြီးရင် write ကိုတစ်ချက်နှိပ်ပါ yes လုပ်ပါပြီးရင်ကျွန်တော်တို့ကပိတ်လိုက်မယ်ပိတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုး erase IC လေးကိုတစ်ချက်ပြန်နှိပ်ကြည့်ပါနှိပ်ပြီးရင်ကျွန်တော်တို့က yes ပြန်နှိပ်ကြည့်ပါအဲ့လိုခါမျိုးကြလို့ရှိရင် DIC ဒီကျင်းသေးပေါ့ဒီလိုမျိုးဖြတ်နေတာကိုတွေ့ရပါလိမ့်မယ်နော် edit SREG ကိုနှိပ်စရာမလိုဘဲနဲ့ခုနကတော့ပုံလေးကိုတစ်ချက်နှိပ်ရုံနဲ့လည်းဖြတ်လို့ရတယ်ပေါ့နော်ဒါကခါကြလို့ရှိရင်အဆင်မပြေမှာဆိုလို့ကျွန်တော်ကတော့ပုံလေးကိုတစ်ချက်နှိပ်မယ်ပြီးရင် read ဆိုတာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားတာနဲ့ကျွန်တော်တို့ကဒီ erase IC လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီကောင်ကြီးဖြတ်လို့မရတဲ့အခြား programmer တွေမှာဖြတ်လို့မရတဲ့ data တွေကိုဒီ ID programmer မှာဖြတ်လို့ရတာကိုတွေ့ရပါလိမ့်မယ်အခုရှင်းပြပေးတဲ့ဗီဒီယိုက 25Q32 64တွေကိုဘယ်လိုကူးလဲဆိုတာကိုရှင်းပြပေးတဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး IC ကို detect နှိပ်မယ်အတူကောင်လေးပြန်ပြောပေးမယ် IC ကို detect လုပ်မယ်ကိုဒီမှာ 25Q32 ဖြစ်တဲ့ကြောင့်32ကိုဒီမှာ select IC ဆိုပြီးတော့ရေးပေးမယ်ရေးပေးပြီးကျွန်တော်တို့က erase လုပ်မယ်နော် erase IC ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ကပြီးရင် folder တွေကကိုကူးခြင်းတဲ့ folder ပေါ့ကိုကူးခြင်းတဲ့ဟာကို dashboard ပေါ်တင်လာဖြစ်ဘယ် folder ထဲမှာဖြစ်ဖြစ်သွားရွေးပေးရပါမယ်เนาะကျွန်တော်ကဒီ25ဒီ 24B 1000လေးကိုကူးမှဖြစ်တဲ့အကြောင်းဒါလေးကိုနှိပ်မယ်ပြီး open ဆိုတာကိုနှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကကူးမှဖြစ်တဲ့အကြောင်းဒီမြားလေးရဲ့ဘေးမှာဒီမြားလေးတစ်ခုရှိပါတယ် program IC ရဲ့ဘေးမှာမြားလေးကိုနှိပ်ပါဒီမှာ right နဲ့ verify နဲ့ကို click ပေးဖို့မမေ့ပါနဲ့ right တစ်ခုတည်း click ပေးတာပါလိမ့်မယ် verify အောင်ပါ click ပေးပါအဲ့ဒါကတစ်ချိန်တစ်ခါပဲပေးရမှာပါနောက်တစ်ခါဒီမှာဆက်ပေးကြမလို့ပါဘူးအဲ့လိုပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ program IC ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒါကူးသွားပြီပေါ့နော်စပြီးတော့ရက်ဆိုတာနဲ့အစပြီး
ကူးသွားမှာဖြစ်ပါတယ်ကူးပြီးသွားပြီဆက်စားမှုဖြစ်သွားပြီဆိုလို့ရှိရင်စက်ပြားလေးကိုပြန်တက်ဆင်လို့ရပါပြီအဲ့ဒါဆိုလို့ရှိရင်ခုနက logo ရက်နေတဲ့ set ပေါ်၎င်း power တည်နေတဲ့ software ကြောင့်ပြတ်နေတဲ့ set တွေဒီပြန်လဲကောင်းမွန်သွားပါလိမ့်မယ်အခုလိုပဲဒီ TV စက်ပြားမှာမဟုတ်ပါဘူး PSI မှာပါတဲ့ IC 25-32 25-64 တွေကိုလည်းဒီနည်းအတိုင်းပဲကူးရင်လည်းရပါတယ်เนาะ25-32ဘယ်အုပ်စုမဆိုဘယ် IC မဆိုဘယ်စက်ပြားက IC မဆိုဒီနည်းနဲ့ပဲကူးရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်